ပရိသတ်တွေကြားရေပန်းစားနေတဲ့မင်းသမီးကျော်တန်တာမိုးသိန်းရဲ့အခြေရေးဟာအခုရက်ပိုင်းတွင်လူမှုကွန်ရက်စာမျက်နှာတွေထက်မှာအတော်လေးအပုပ်ပွားပြီးဝေဖန်ခံနေရပါတယ်။မကြသေးခင်ကမှလူသိရှင်ကြားတွဲပြခဲ့တဲ့ခရိုနီအတိုင်းဝိုင်းကရေးစားဟောင်းဖြစ်သူဟာလမ်းခွဲပြီးရက်ပိုင်းလိုမှတင်သူ့ထက်အသက်ကိုနှစ်ကျော်ကြီးတဲ့မမကြီးတယောက်နဲ့တရားဝင်တွဲပြပြီးအိမ်မှာပါတာယာနေကြောင်းချပြလာခဲ့တာပါ။ဒီအခြေအနေပေါ်အွန်လိုင်းသုံးပြုသူတချို့ကအစရဲကမိသားစုချင်းသဘောမတူလို့ယူရမယ့်မိမမဟုတ်ဘူးပြောကြတဲ့ကလမ်းခွဲရမှာအခုတော့ချင်ခုံနာမြင်လိုက်တာဆိုပြီးရေးစားဟောင်းဖြစ်သူကိုဝေဖန်နေကြသလိုတချို့ကလည်းချမ်းသာတဲ့သူတွေကိုပဲရွေးတွဲလေးရှိတဲ့တန်တာမိုးသိန်းတယောက်အခြေရေးမှာကံမကောင်းပြန်ဘူးလို့တနာကယူနာတက်နေကြပါတယ်။ဒါပေမဲ့ဇလန်းကဒီတင်ပြီးမသွားပါဘူး။ဟိုဘက်ကအချစ်တစ်နဲ့အလူအရဲ့တရားဝင်ချပြလာချိန်မှာပဲတန်တာမိုးသိန်းဘက်ကလည်းအရှုံးမပေးဘဲအစင်သိရှိနေတဲ့သူမရဲ့ရေးစားအစ်အစင်လေးကိုလူမှုကွန်ရက်ထက်ချက်ချင်းဆိုသလိုထုတ်ကြွားပြီးတုံ့ပြန်လာခဲ့ပါတယ်။ဒီလိုပြိုင်ဆိုင်သလိုမျိုးချက်ချင်းအကွက်ရွှေ့လိုက်တဲ့အပေါ်အွန်လိုင်းသုံးပြုသူအများပြားကအားမလို့အားမရဖြစ်သွားကြပြီဒီလောက်မြ мян ဆန်ဆန်ရေးစားအစ်ထုတ်ကြွပြတာဟာအနေထိုင်မတက်ပဲတော်တော်လေးဈေးပေါ်လွန်ရာရောက်တယ်ဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်တိုက်ခိုက်မှုတွေလှုပ်လာကြပါတယ်အစပိုင်းမှာတနာခဲ့ကြပြီမဲ့နောက်ပိုင်းတုံ့ပြန်ပုံတွေကြောင့်လူရေးမမှန်ဘူးအခုလိုမျိုးပေါ်ပြက်ပြက်မဖြစ်စေချင်ဘူးဆိုရဲစိုးရိမ်တဲ့တွေနဲ့အတူပွဲကတော့တော်တော်လေးအပုပ်ပွားအရှိန်ပြင်းနေပါတယ်အချက်ဟောင်းကိုအကွက်ကြကြတုံ့ပြန်ဖို့အချစ်တစ်ကိုချက်ချင်းအသုံးချလိုက်တာလားဒါမှမဟုတ်တကယ်ပဲအစင်တင်စောင့်ကြုံနေတဲ့ဖူးစာရှင်နဲ့ဆုံတွေ့သွားတာလားဆိုတာကတော့ဆယ်လီလောကရဲ့စိတ်ဝင်စားစရာအပုပ်ပွားသတင်းတပုတ်ပဲဖြစ်ပါတယ်